ဟိုးမှာမင်းတို့တွေရောက်နေတယ်ဆိုတော့ဟိုးဘက်တည်းအမကြီးကအရွက်တွေအသီးအနှံတွေလာပေးတာဒီမှာလာအဲ့ဒါတယောက်တည်းလှေလော်ပြီးလာပေးတာနိုင်ဘယ်နာနေလားဟာဟောကွာနေကိုလှော်လားဟိုင်းဒီစက်လေးလေးတွေကလေဟိုဘက်တဲဒီဘက်တဲသွားတယ်ဆိုလို့ရှိရင်အဲ့ဒါဒီဘယ်သွားအောင်မလဲမဒီစက်လေးဟုတ်ဒီလေးအေးဘယ်လိုလွတ်သွားမှာလဲအေးလွတ်သွားပြီအေးဒါလေမာကြီးကတကူးတကလေးလာပြီးတော့ပေးတာအဲ့ဒီအရွက်ကတော့မင်းတို့နယ်ပတ်မှာပဲရှိတယ်ပေါ့နော်အဲ့ဒါမှကြည့်အောင်လေကလှော်ရင်းနဲ့ဟိုဘက်ကိုရောက်သွားတော့မှရှစ်တောင်းနဲ့ပြန်ကန်ပြီးတော့လှော်ပြီးတော့ဒီဘက်ကိုလာတာဒါကတော့ညီမလေးတွေအိမ်ကဟိုပါပေါ့ဝါတတားပေါ့ဒါဆက်လေတော့သုံးလို့မရဘူးပေါ့နော်ဒီနေရာမှာလှေလေးတွေပဲကတ်လို့ရတာဆက်လေဆိုရင်တော့ပြိုသွားမှာလှေလေးတွေပဲသုံးလို့ရတာဒါကွင်းထဲကတဲလေးညီမလေးတို့ရဲ့ကွင်းထဲကမရေယူလားလေယူပါဘူးဟုတ်လားမဝိုက်တယ်နော်โอเคကဲဒါလေမင်းတို့မှာကြည့်ဒီမာကြီးကလေဗါလေကြီးလေရွက်လို့ခေါ်တယ်ဒီဘက်မှာပဲရတယ်ကြီးလေရွက်အဲ့ဒါကိုလာပေးတာမလှေနဲ့လာပို့ပေးတာဒါကရေပေါ်အိမ်သားလို့ခေါ်တယ်သွားပြီ